လည်းပဲမိမိရဲ့တုမယရနာသည်လည်းပဲမိမိသူတော်ဘာအကျိုးများဖို့အတွက်မိမိရဲ့လူမျိုးဘာသာသာသနာအတွက်ကိုစွမ်းဓမ္မဆောင်ရွက်ပြီးနေတော့ခင်အေးမြင့်ရဲ့ဘဝခရီးတစ်ထောင်မှာဖြတ်သန်းတွေ့ကြုံခဲ့ရတဲ့ကျမ်းမာရေးအသည့်တွေနဲ့တုမယရနာကျမ်းမာချမ်းသာဖြစ်အရင်တိုင်းပဲမိမိကိုယ်ကိုယ်တာအတွက်လည်းကောင်းမိသားစုအတွက်လည်းကောင်းလူမျိုးအတွက်လည်းကောင်းဘာသာသာသနာအတွက်လည်းကောင်းစွမ်းဓမ္မဆောင်ရွက်ပြီးနေချိန်ကာလမှာသောကကင်းကြောင်းဤသင်္ကန်းတော်တို့ကိုစက္ကလူရန်တဲ့အတွက်စေကောင်းဝါကောင်းဆရာကောင်းတမန်ကောင်းပုဂ္ဂိုလ်ကြီးနဲ့အသွဲတို့ရဲ့ပံ့ပိုးမှုကိုရရှိပြီးယောဂပြောင်းပြင်းချမ်းသာခြင်းတို့ရပါစေခြင်းအကျိုးငါရည်ရွယ်ပြီးအလူရှင်သုံးခုပေါင်းစုပြီးတော့ယနေ့ရှင်တော်ဗုဒ္ဓလည်းဗန္ဒီယူခဲ့တဲ့အချိန်တော်ထွက်တော်မူခဲ့တဲ့အချိန်ဝိနည်းများစွာတို့ကိုတရားရည်တိုက်ကြွေးခဲ့တဲ့ခမန်စัจ जा နေဒုနေမြအချိန်ခါကာလမှာတိုက်ဆိုင်ပြီးဆောင်ရွက်ရတဲ့ကုသိုလ်စေတနာတို့ကြောင့်ရည်ရွယ်ထားတဲ့အကျိုးတရားများဤဝပြီး၍၎င်းကျေးဇူးတရားသိတတ်ကြတဲ့အာနုသောပုဂ္ဂိုလ်တို့လည်းပဲအဲ့လည်းကောင်းတယ်မိရလည်းကောင်းတယ်အဝန်းကျင်လေးတွေကောင်းတဲ့အတွက်ကြောင့်တော်ရှိခန့်၍တည်တတ်ပါစေခြင်းအကျိုးငါ၎င်းလူရှင်လူမပေါင်းသူတော်ကောင်းတို့လည်းပဲဘဝခရီးတစ်ထောက်ဝယ်လွန်သွားကြတဲ့အဖွားတွေအမေတွေလိုပဲဝယ်လွန်သွားတဲ့အချိန်မှာတို့လည်းဘာမှပါမှာမဟုတ်ဘူးတို့လည်းပါတဲ့ပါထိုက်တဲ့သဘောဝတွေကိုပါရလေအောင်ကျေးဇူးဆက်တဲ့ဆက်ထိုက်တဲ့မိဘတွေအဖွားတွေကျေးဇူးရှင်တွေကိုလည်းပဲဒီကုသိုလ်ဆောင်ပကားတွေကိုရပါစေလို့ရည်ရွယ်ချက်ဖြင့်ကုသိုလ်ကောင်းမှုအစွတ်စွတ်တွေကိုဆောင်ရွက်ရ၌လောကတွင်အမျက်ဆုံးဖြစ်သောဘုရားတရားသံဃာမိဘဆရာသမားတို့၏ဂုဏ်ကိုအာယုံပြု၍ရှိခိုးမှန်လျော့ကြောကြရသောပူဇော်ကြရသောယတနာတရားကာမဝါစရကုသိုလ်ကံစေတနာနှစ်စဉ်နှစ်တိုင်းမိမိတို့ရဲ့အသီးသီးစေတနာအလျောက်ဒိဋ္ဌံချက်ဖြင့်ဝါတွင်ကာလမှာ၎င်းဝါဝင်ဝါထွက်မှာ၎င်းကျေးဇူးရှိခဲ့တဲ့ပုဂ္ဂိုလ်တွေကိုကျေးဇူးဆက်တဲ့အချိန်ကာလမှာ၎င်းပြုခဲ့တဲ့